ဒီနေ့ Teresa အရန် sensitive ဖြစ်တဲ့ content တစ်ခုပြပြပါမယ်။ဒါပေမဲ့အရန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့ဟုတ်ပါတယ်။ကျွန်မ toilet လာကြည့်တာပါ။ toilet လာကြည့်တာပါ။ War toilet day လေးနော်။အမှန်တိုင်းတစ်ခုဝင်ခံရရင်လေ Teresa ရဲ့ toilet နဲ့ပတ်သက်တဲ့ဆွဲလန်းမှုကတော့ဂျပန်သွားခဲ့တဲ့ခီးစဉ်တစ်ခုကနေစားခဲ့ပါတယ်။သူတို့ရဲ့ toilet တွေထဲဝင်လိုက်ပြီဆိုလို့ရှိရင်လေအရန်ကို warm ဖြစ်တဲ့ heated seat ပြီးတော့ warm air dryer auto flush auto open အဲ့ဒီဟာတွေကလေဂျပန်နိုင်ငံရဲ့ဘယ်လောက်သေးတဲ့ဆိုင်တွေမှာပဲဖြစ်ဖြစ်သူတို့ရဲ့ toilet တွေအကုန်လုံးကအရန်အဆင့်မြင့်ပြီးတော့တန့်ရှင်းနေရပဲမသိရင်အခုမှ grand opening ထောက်ထားတယ်လို့ပဲဒီကအဲ့တော့အဲ့ချိန်မှာ Teresa စဉ်းစားမိတာတစ်ခုရှိတယ်။ဒါမှကျမလိုချင်တဲ့ lifestyle လေးတစ်ခုမဟုတ်ဘူးလားဆိုတော့တကယ်တော့လေ Teresa ရဲ့အတွေးခေါ်ကတော့ကိုယ့်အနေနဲ့သူများမမြင်ရတဲ့နေရာတွေမှာကောင်းကောင်း invest လုပ်ထားမှသာကိုယ့်အတွက်ကကိုယ့်ရဲ့လူနေမှုဘဝနဲ့ lifestyle ကိုတကယ်အလေးထားရလို့Teresa တော့ထင်ပြီးတယ်။ဥပမာအခုလိုမျိုး Innex brand ရဲ့ဒါ YouTube ခန်းသုံး product တွေထဲမှာပေါ့နော်ဒီလိုနေရာပေါ်မှာသုံးတဲ့ tiles ကြောက်ပြားတွေဆိုလို့ရှိရင်လေသူက Japan Vienna ကြောက်ပြားတွေကို TMW Enterprise ကနေပြီးတော့လွန်ခဲ့တဲ့နှစ်20ကျော်ကလေးကဈေးကွက်ထဲကိုတင်သွင်းလာခဲ့တာဖြစ်ပါတယ်။ Teresa အခုပြောသွားတယ်ဒီ Innex brand ကလေဂျပန်နိုင်ငံရဲ့နှစ်ပေါင်း100ကျော်ရှိပြီဖြစ်တဲ့1924ခုနှစ်ကလေးကထုတ်ထားတဲ့ Japan Quality Premium brand တစ်ခုပါ။ Japan brand တွေကလေတန်ရှင်းတယ်သုံးဆွဲသူတွေကိုဂရုစိုက်တယ်တာရှိခံတယ်ဒီချက်သုံးချက်ကိုပဲသူတို့ကအပြောနဲ့နေမဟုတ်ဘူးเนาะ standard ပြည့်မီအောင်လို့ quality ပြည့်မီတဲ့ product တွေကိုထုတ်ပါတယ်ဥပမာဒီ Innex ရဲ့ toilet product တွေဆိုရင် remote control ပါတယ်အော်ပြီးတော့ auto open close auto flush system nozzle ဆိုလို့ရှိရင်လည်း self cleaning nozzle နဲ့ dual nozzle ကအမျိုးသမီး hygiene တွေလည်းအရန်ကောင်းပါတယ်အဲ့ဒီပြုံမှာTeresaကြိုက်တဲ့ function တစ်ခုရှိသေးတယ်အဲ့ဒါကတော့ဒီနားမှာဆိုလို့ရှိရင် plasma caster လို့ခေါ်တဲ့ function တစ်ခုပါတာဖြစ်တဲ့အတွက်ကြောင့်သူကလေနဲ့ bacteria ပိုးတွေကိုအတိုင်းအတာတစ်ခုထိပိုးတန့်ပေးပါတယ် hygiene safety အတွက်အရန်ကောင်းပါတယ်ပြီးတော့လေသူ့ထဲမှာ night light ပါတော့ညအမှောင်မှာဘာမှမမြင်ရတဲ့အချိန်မှာtoiletသွားရင်လည်းတော်တော်အဆင်ပြေရသည်လားဒီလိုဆိုလို့ရှိရင်ဒီ toilet ကကျမထက်တော့အဆင်ပြေနေပြီပဲเนาะတရားအကွာ ceramic တဲ့သူကလေတာမန်ကြွေသား ceramic တွေနဲ့မတူဘဲနဲ့နှစ်ပေါင်း100အကွာ ceramic တောက်ပြောင်ချုံမှုတွေပထမအဆုံးနည်းပညာကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့တာမန်ရေဆွဲအားဆွဲချရုံနဲ့အညစ်အကြေးတွေကိုထပ်မံတန့်ရှင်းလုပ်ကြမလို့ပဲနဲ့တန့်ရှင်းစေနိုင်နေတဲ့စမ်းကြည့်ကြရအောင် Okay wow ဒါကလေနှစ်တရာအကွာ ceramic ရဲ့စွမ်းအားပဲလားမသိဘူးထူ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 ဘာနဲ့မှတော့တန့်ရှင်းလုပ်စရာမလိုရေလေးလောင်းလိုက်တာနဲ့တန့်ရှင်းသွားပြီဖြစ်ပါတယ်ဒါကြောင့်မလို့သူ့ကိုတန့်ရှင်းတဲ့အခါကျလို့ရှိရင် brush အကြိမ်ကြီးနဲ့ဆွတ်ဆက်တန့်ရှင်းလုပ်တာမျိုးတွေပြီးရင် chemical ပြင်းပြင်းနေနဲ့တန့်ရှင်းလုပ်တာမျိုးတွေလုပ်စရာမလိုလုပ်လည်းမလုပ်တတ်ပါအောင်เนาะဒါကလေဂျပန်က toilet တွေတန့်ရှင်းမှုရဲ့အဓိကတော့ချက်ပဲလားမသိဘူးဒါမှသာလေTeresaအသိမှတ်ပြုထားတဲ့ Japan quality တန့်ရှင်းမှုဒါဆိုဝင်မယ်လေအဲ့တော့ fact check လေးလုပ်လာမယ်လာစစ်ကြည့်မယ်ကျမရဲ့ Japan quality test မီတန့်ရှင်းတရက်မှုရှိ comfort okay တီချာစဉ်းစားပေးထားတဲ့ design ဖြစ်ရလားJapan vibe နဲ့ကိုက်ညီရလားတဲ့ okay ကျမတို့ auto high ပြောနေပြီတွေ့လား auto open close system ပါတယ်ပြီးရင် heated seat ကတော့လေဆောင်းတွင်းမှာနွေးနွေးလေးထိုင်လိုက်ရရင်ကျမမျက်ရည်တောင်ကျလိုက်နေဒီထဲမှာနွေးထွေးသွားပြီးတော့အရန်အေးတဲ့အချိန်မှာလေ toilet သွားမှာကြောက်နေစရာမလိုတော့ဘူးပြီးတော့ရှိသေးတယ်ရေအားအရန်ပြင်းတယ် vortex flush ဖြစ်တဲ့အတွက်ကြောင့်မလို့ hygiene နဲ့ cleanness ကတော့ 100% ပါပဲအဲ့တော့သူက Japan quality test တွေထဲမှာဆိုလို့ရှိရင်အားလုံးပြင်မိပါတယ် Okay ဒါဆိုရင်ဒီ Innex brand ရဲ့ product တွေထဲမှာဘယ်တစ်ခုကဈေးအကြီးဆုံးလဲတော့မသိဘူးစမ်းကြည့်ရအောင်เนาะအော်သူကလည်း design လေးอ่ะဒါလေးကလည်းအခုဖြစ် design လေးဒါလေးလည်း quality ဆို
ကောင်းသူ့ရဲ့ design လေးရတယ်ဆိုထိုင်ကြည့်မယ်ကောင်းနေလို့ကောင်းတာလေ good ဟာဒါတော့မိုက်တယ်ဒီ texture တော့ premium ဆန်ပြီးတော့ဈေးကြီးနေပုံပဲဟမ်အော်ဟလာအော်ဒါက best seller တဲ့ဒါကဈေးကြီးဆုံးပေါ့နော်အဲ့ဆိုရင်တွေ့လားကျမပြောသလိုပဲကန်ရိုက်တာလည်းသိတယ်ထိုင်လိုက်ရင်ပိုသိတယ်ဈေးကြီးဆုံးပါတဲ့အဲ့တော့စိုက်တာဝယ်လို့ရပါတယ်ရှင်ဒီမှာက Japan quality background type ပဲဒီဟာ Trisa လိုချင်တဲ့ bathtub ကဒါမျိုး design နဲ့ကြည့်ပါဦး bathtub ကအရမ်းလာတာပဲအထဲဝင်ကြည့်လိုက်မယ်ရမ်းစိန်ကြတယ် bathtub ကြီးပါလားတကယ်ကိုလေကျင့်ဝင်းတဲ့ bathtub ကြီးပဲTrisa ကလေ bathtub ဆိုလို့ရှိရင်ဒီလိုလေအရန်ခင်ပြီး modern ဖြစ်တာအရန်ကြိုက်တာပဲပြီးတော့ဒီဟာကလေသူကတဲ့ Innex brand ရဲ့တဲ့အမြင့်ဆုံး series ထဲက product တစ်ခုဖြစ်တယ်တဲ့ပြီးတော့သူကရေချိုးတဲ့ခါကြလို့ရှိရင်လည်းမချော်အောင်အောက်မှာဆိုလို့ရှိရင်လည်း anti slip တွေအကုန်လုပ်ပေးထားတယ်ပြန်လိုက်တာပဲအဲ့တော့သူ့မှာဝင်ချင်တဲ့သူတွေအတွက်ကိုအထူးစီစဉ်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီ Innex ရဲ့ backpack ကြီးဝင်မယ်ဆိုလို့ရှိရင်တော့ silver coating မှန်တစ်ချက်လက်ဆောင်ရတော့မှာအဲ့ဒီအပြင်မှာ special discount ပေးတော့မှာဖြစ်ပါတယ်တဲ့silver coating မှန်ကလေအရမ်းမိုက်တယ်တင်လားပုံမှန် Trisa တို့ရေပူတွေနဲ့ချိုးပြီးဆိုရင်ငွေတွေရိုက်ပြီးမှန်ကြီးကလေအမြဲပြန်တုပ်ရတယ်မလား silver coating မှန်ကအဲ့လိုပြန်တုပ်စရာမလိုဘဲနဲ့အချိန်တိုအတွင်းမှာရင်ငွေတွေအကုန်လုံးပြဲသွားမှာဖြစ်ပါတယ်ဒီလောက်ကောင်းတာကျွန်တော်အရင်စိတ်ဝင်စားသွားပြီအိမ်မှာ spa လေးလုပ်ဖို့အတွက်ဒါလေးတစ်ခုဝယ်လိုက်ရင်ကောင်းမယ်အခုလိုပဲအစင်းမြင့်မြင့် lifestyle နဲ့ Japan quality lifestyle ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ Pro One Global Home Center မှာရနိုင်ပါတယ်နော် Pro One မှာတော့ DMW Enterprise ကနေပြီးတော့တင်သွင်းလာတဲ့ Japan brand ဖြစ်တဲ့ Innex brand ကို Innex ရဲ့ Wall Toilet Day Surprise Program ကြီးတစ်ခုရှိပါတယ်။ဒါကတော့တနိုင်ငံလုံးမှာရှိတဲ့စိုက်နှစ်သက်ရာ Pro One Global Home Center မှာသွားပြီးယူလို့ရပါတယ်။ Special discount အပြင်လက်ဆောင်တွေပေးတော့မှာဖြစ်ပါတယ်။ Promotion ကာလကတော့ဒီဇင်ဘာလ12ရက်နေ့ကနေပြီးတော့ဒီဇင်ဘာလ22ရက်အတွင်းပဲဖြစ်ပါတယ်။ဒါကြောင့် toilet ကောင်းကောင်းသုံးချင်တဲ့သူတွေအတွက်ကတော့ Pro One ကိုဒီကာလအတွင်းမှာလာခဲ့ဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်။ဒီနေ့ရလိုက်တဲ့ Trisa ရဲ့ခန်းစားချက်ကတော့လေတကယ်ကို quality lifestyle တစ်ခုလိုချင်တယ်ဆိုလို့ရှိရင်တော့ Trisa တို့ bedroom ကနေစပြီးတော့ decorate လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ကိုရီလူမမြင်နိုင်တဲ့နေရာတွေပေါ်မှာပို့ပြီး invest လုပ်ပို့ပြီး view site ချင်အပြင်ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝမှာပို့ပြီးတော့တက်တောင့်တတာရှိပြီးပျော်ရွှင်နေမှာဖြစ်ပါတယ်